ပါကျွန်တော်ဒီနေ့မှာအဲ့ကreport တူ report 80ကိုကျွန်တော်ဘယ်လိုထားလို့အောင်လဲအဲ့ဒါပြောပြပါမှာပါတယ်လီဝတ်တဲ့ကောရှိလို့လည်းပါတယ်တခြားလို့ရှင်းရပါဘောဆိုတော့ရုပ်တခြားတော့ကြည့်ကြပါတော့မှာပါလို့ပြန်ဆန်းနေပါဆိုဒါလေးအဆက်ပါလေးနှိမ့်ပါရပါမယ်တော့မရပါဘူးကျွန်တော်ရေးလို့ရရဆိုတော့ ice ပါအဲ့ကောင်မှတင်လာပါတယ်အဲ့လိုတင်ရပါတယ်အဲ့တော့ရပါတော့ I N G T Y U O S C ဆိုရင်ဟာဆိုတော့ထေဆုံးကထွက်လာပါလိမ့်မယ်ဟောနော်ထေဆုံးကထွက်လာပါလိမ့်မယ်ဒါလေးကိုအမုံထားမှုပေါ့နော်တေချာလေးလည်းမရင်းနေနည်းနည်းထွက်လာတယ်စီတော့ဘာထွက်လာပါလိမ့်ရောကြက်ကြက်ပါရှိရတယ်နော်အောက်ကပေါ်ပါလေအပေါ်နဲ့ဆွဲဘာလို့ဆွဲဒါလေးတော့ထားလို့လာဆွဲမလို့ဆွဲလာခဲ့အဲ့ဒီလို့ကျွန်တော်ပြောနေတာဆွဲအပေါ်ဆက်ဆွဲပြီးတော့မာဟောနော်ဘယ်လိုကြောက်လဲဒါလေးကိုကျွန်တော်ဘရိုးသေးပါလိမ့်မယ်ဒါလေးကိုတော့တွေ့ပြီဆိုရင်မပြောပါနဲ့တန်းလို့မရပါဘူးသူကအဲ့ဒါလေးကိုရေစုံနှိမ့်ရပါမယ်အဲ့လိုနေမှရောက်ဒီထောင်းလို့ပေါ်လို့ရှင်ရင်ကိုးလိုက်ပါတော့ပြီးတော့ဘလိုပုံစံလေးဆိုရင်သိဘူးလို့ရှိကိုမရဘူးသူလို့မမလေးကဖတ်ပြီးရဟာလေးပါတော့ရထားဝါကတော့ဝါပါအဲ့ဒီထားလို့ညီလို့တရားအောင်ပြောရဲဘာမှလည်းမသိမီရောတော့တာဘာပါစီ